2026-2029ပညာသင်နဲ့နေပြည်တော်ကောင်စီရုံးမှာဝန်ထမ်းသားသမီးများကိုပညာသင်စိမ့်နဲ့ကျောင်းသုံးပစ္စည်းများချင်းမြင့်ပေးရပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းကနေပြည်တော်ကောင်စီရောဇဘူတိတိခမ်းမမှာကျင်းပရာပထမဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းကအဖွင့်အမှာစကားပြောကြားပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းနဲ့တာဝန်ရှိသူများကနေပြည်တော်ကောင်စီရုံးမှာဝန်ထမ်းသားသမီးများဖြစ်တဲ့2026-2029ပညာသင်နှစ်မှာတက်ရောက်ပညာသင်ကြားမဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူများအထက်တန်းကျောင်းသားကျောင်းသူများအလယ်တန်းကျောင်းသားကျောင်းသူများမူလတန်းကျောင်းသားကျောင်းသူများ KG ကျောင်းသားကျောင်းသူများကိုပညာသင်စိမ့်နဲ့ကျောင်းသုံးပစ္စည်းများကိုချင်းမြင့်ပေးရကြရာကျောင်းသားမိဘတို့ကကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးအခမ်းအနားပြီးမှာနေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့တာဝန်ရှိသူများကကျောင်းသားကျောင်းသူများကိုရည်ရည်နီနီတွဲဆုံနှုတ်ဆက်ခဲ့တယ်လို့သတင်းရရှိပါရခင်ဗျာ။